စိတ်ကိုအစုပြုတဲ့အခါမှာလွယ်ကူမှုရှိအောင်ဒီလိုခွဲခြားချက်ကလေးတွေနဲ့သတ်မှတ်ထားနော်မှန်ပါဗျာသဘောစိတ်ဓာတ်ကို universal mental property လို့ဒီလိုအင်္ဂလိပ်လိုပြန်တယ် universal အလုံးသောစိတ်ဖြစ်တိုင်းအဲ့ဒီခုနှစ်ခုကပါတယ်သူမပါဘဲနဲ့စိတ်မဖြစ်ဘူးမှန်ပါဗျာဒါကြောင့်မို့သူတို့ကစိတ်ရဲ့အင်အားစုတွေပဲစိတ်ဆိုဒီမှာအာယုံသိတဲ့သဘောကလေးတစ်ခုတည်းကိုသာခေါ်တယ်အဲ့ဒီအာယုံကိုသိတဲ့သဘောလေးကိုမှီပြီးတော့ဖြစ်တဲ့စေတသိက်က9ခုစိတ်ကတစ်ခုစေတသိက်က9ခုပေါင်းလိုက်တဲ့အခါ10ခုအဲ့ဒီ10ခုဒီခွဲလို့မရတဲ့10ခုကိုကဲဆိုလို့ရှိရင်8 and 1ပေါ့နော်မှန်ပါဗျာ10ခုကိုမှတစ်ခုဖွဲ့ထားတာလို့ပြောတယ်မှန်ပါဗျာရုပ်အကြောင်းပြောတော့လည်းအတူတူပဲရုပ်ရဲ့အင်အားစုတွေက10ခုဖွဲ့စည်းထားတယ်တစ်ခုတည်းမဟုတ်ဘူးဘာဖြစ်လို့10ခုလို့ပြောရတာတုံးလို့ဆိုလို့ရှိရင်သူတို့ရဲ့သဘာဝလက္ခဏာတွေကမတူညီကြဘူးတစ်ခုနဲ့တစ်ခုဒါကြောင့်မို့10မျိုး10ခုဒီလိုတွေ့တယ်နော်မှန်ပါဗျာလက္ခဏာချင်းမတူလို့တွင်ပြင်လက္ခဏာ characteristic ဆိုတာမတူဘူး function ချင်းမတူဘူးမတူတဲ့သဘာဝတွေပေါင်းစပ်ပြီးတော့ထားတာတူတာတွေကြီးဆိုရင်အလုပ်ဖြစ်ချင်မှဖြစ်မှာမတူတာတွေပေါင်းထားကြည့်လေမတူတာတွေပေါင်းထားတယ်ဆိုတော့ဘုန်းကြီးတို့ခန္ဓာကိုယ်ထဲမှာပဲကြည့်မျက်စိနဲ့နားနဲ့နှာခေါင်းနဲ့လျှာနဲ့ကိုယ်နဲ့တူရတူပါပါတူမျက်စိရဲ့ function ကမျက်စိရဲ့ဆောင်ရွက်မှုကအစင်းအာယုံကိုမြင်တာသို့တော်သူအတန်မကြားနိုင်ဘူးအနံ့လည်းမရှုနိုင်ဘူးအရသာလည်းသူမသိဘူးဟုတ်ကဲ့အရသာမသိလို့တခါတရံဟင်းချိုးရထင်ပြီးတော့တောက်လိုက်ချင်တာတွေလည်းတွေ့နေတယ်နော်မျက်စိကကြည့်ရုံနဲ့တော့မသိဘူးသို့တော့စိတ်ကမှတ်သားထားသည့်အတွက်ကြောင့်ဒါမျိုးဆိုရင်အချိုပဲဒါမျိုးဆိုရင်ချင်လို့ဆိုတာတော့နည်းနည်းပါးပါးခံမှန်းလို့ရတယ်ပေါ့အဲ့ဒီခံမှန်းချက်ကလည်းပဲတခါတရံလွဲသွားတာသိတယ်နော်တကယ်သိတာအရာရာကိုသိရခုနကလျှာနဲ့ကမှသိလို့ရတယ်လို့ခန္ဓာကိုယ်မှာလည်းကြည့်မတူတဲ့သဘာဝတွေပေါင်းစုထားတာနော်အချို့တူပဲရုပ်ခန္ဓာကြီးကမတူတာတွေစုထားတယ်လို့စိတ်မှလည်းပဲလူတွေကပြောကြတယ်စိတ်လို့တစ်လုံးနဲ့ပြောနေတာအနည်းဆုံး10ခုစုထားတယ်ဒီရဲ့များဖို့ပဲရှိတယ်10ခုအောင်ပြောတာမရှိ10ခုစုထားမှသူကအလုံးဖြစ်တယ်တစ်ခုနဲ့တစ်ခုမတူဘူးကားပဲကြည့်ပါဦးပစ္စည်းတွေအများကြီးစုထားတာမဟုတ်လားအကြမ်းဖျင်းပြောရင်ကားဘော်ဒီရှိရတယ်ဘိန်းရှိရတယ်အင်ဂျင်ရှိရတယ်ဓာတ်ဆီရှိရတယ်ပြေးဖို့မောင်းနေဆိုရင်ဒရိုင်ဘာရှိရတယ်ဘာအကုန်လုံးပေါင်းမှကားမှာသွားလို့ရတယ်နော်တခုခုပြက်နေတယ်ဆိုလို့ရှိရင်သွားလို့မရနောက်ဆုံးမှာဝါကျိုးလေးတစ်ချောင်းမှာပြုတ်နေတယ်ဆိုလို့ရှိရင်ကားဆက်လုံးလို့ရမှာဒါတကယ်ကုန်ပေါင်းလိုက်မှသူကအလုပ်ဖြစ်တယ်တခုနဲ့တခုတူလားလို့ဆိုတော့မတူကြဘူးမတူတာတွေပေါင်းထားတယ်ထို့တူပဲစိတ်မှလည်းပဲမတူတာတွေပေါင်းထားတဲ့ရှစ်ခုဆိုတာသိအောင်ကြိုးစားမှန်ပါပါစိတ်တိုင်းမှာပါဝင်နေတာက9ခုတချို့စိတ်တွေမှာပါတချို့စိတ်တွေမပါဘူးအဲ့ဒါက6ခုပေါင်းလိုက်တော့13ခုအဲ့ဒီ13ခုအကောင်းလို့လည်းပြောလို့မရဘူးအဆိုးလို့လည်းပြောလို့မရဘူးမှန်ပါပါတဘာဝဖြစ်နေတဲ့အင်အားစုတွေပဲသူတို့နဲ့ရှင်တွဲနေတဲ့စိတ်ကိုစိတ်ကောင်းလို့ပြောလို့မရဘူးစိတ်ဆိုးလို့လည်းပြောလို့မရဘူးစိတ်ယုတ်လို့လည်းပြောလို့မရဘူးဟုတ်ကဲ့မှန်ပါသူတို့မပါလို့ရှိရင်စိတ်ဆိုတာအာယုန်တိမှုကလွယ်လို့တခြားဘာကိုမှဆောင်ရွက်နိုင်ကြောင်းရှိမှာမဟုတ်ဘူးစိတ်ရဲ့လှုပ်ဆောင်ချက်တွေဟာဟောဒီစေတသိက်တွေနဲ့တွဲတော့မှစေတသိက်တွေအကြောင်းပို့လို့စိတ်ဟာဆောင်ရွက်လို့ရတယ်ဘုန်းကြီးတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကြည့်ခြေတော့ပါရတယ်လက်ပါရတယ်ခေါင်းပါရတယ်အကုန်လုံးပေါင်းဆိုင်မှသွားတယ်လို့စားတယ်လို့ဒီလိုဖြစ်တယ်မဟုတ်လားမှန်ပါဗျာကိုယ့်ဘာကိုအသေးစိတ်စဉ်းစားကြည့်ပါးစပ်တစ်ခုလည်းရှိလို့စားလို့မရဘူးနော်မှန်ပါဗျာလက်ကယူပေးရတယ်
လက်ကယူပေးတာပါဇက်ကဖွင့်မပေးဘူးဆိုမရပြန်ဘူးပါဇက်ကအနည်းကြောင်ဖွင့်ပေးရတယ်ပါဇက်ထဲထည့်လိုက်လို့သွားကဝါမပေးပြန်ဘူးဆိုလည်းမရပြန်ဘူးဝါတော့ဝါတယ်ရှာကနေပြီးတော့လှဲ့မပေးဘူးဆိုပြန်တော့လည်းမရပြန်ဘူးဟောကြည့်တဘာဝတွေကအကုန်လုံးစုပေါင်းပြီးတော့စိတ်ယုံကြည်လို့လေတစ်ခုပြီးတစ်ခုဆက်လုပ်နေတဲ့သဘောလေးတွေကိုဒါကိုယ်ခန္ဓာကိုယ်တွေနဲ့ကြည့်လိုက်ပေါ့နော်ဒါဖြင့်ဒါတွေသိတော့ဘာအကျိုးရှိတာတုံးလို့ဆိုငါလို့တန်တရားလုံးထင်းလာတဲ့အထင်ကြီးဟာငါမဟုတ်ပါလားသူကသူလုပ်နေကြတာပါလားသူအကြောင်းနဲ့သူကိစ္စသူလုပ်နေကြတာပါလားဆိုတဲ့ဒီမှန်ကန်တဲ့အမြင်တစ်မျိုးရမလာနိုင်ဘူးတန်တရားလုံးငါလို့ထင်လာတဲ့ဒီအစွဲကြီးမှတ်ထားတဲ့ဒီအစွဲကြီးကပျောက်သွားတယ်တန်တရားလုံးငါဥစ္စာလို့ထင်လာတာလည်းငါဥစ္စာမဟုတ်ဘူးသူအကြောင်းနဲ့သူတို့ဆိုင်ရာကိစ္စတွေသူကသူလုပ်နေကြတာငါလုပ်ခိုင်းတာလည်းမဟုတ်ဘူးသူကသူလုပ်နေကြတာဆိုတဲ့သဘောလေးပေါ်မလားပေါ်လာပါဘူးမှန်ကန်တဲ့အမြင်ရဖို့ရတဲ့အခုလို analyze လုပ်ရတာမှန်ပါပါဒီလိုခွဲခြားစိတ်ကြတဲ့အတိညာရဖို့ရအတွက်အဘိဓမ္မာကိုလေ့လာချင်တယ်မလေ့လာပဲနဲ့ဒီအဘိဓမ္မာသဘောကိုမသိလို့ရှိရင်ဝိပဿနာဉာဏ်အထက်ဆင့်ဖြစ်ဖို့မလိုဘူးမှန်ပါဘာဖြစ်လို့လဲဆိုကြည့်လေဝိပဿနာဉာဏ်ဖြစ်ဖို့ရအတွက်နာမရူပပြိစေရဉာဏ်နဲ့ယုတ်နဲ့နာနှစ်ခုခွဲခြားသိဖို့ဆိုတာအရင်လာရပြီးတဲ့အခါဒီယုတ်တဲ့နာယုတ်တဲ့နာတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုမှန်သိဖို့လိုတယ်အဲ့ဒီနောက်ကြတော့မှဝိပဿနာဉာဏ်တွေကလာတာအဲ့တော့ဝိပဿနာဉာဏ်ကိုလမ်းခင်းပေးဝေရတဲ့ဒီအဘိဓမ္မာဉာဏ်ဆိုတာရှိကိုရှိရနော်မှန်ပါပါဗျာဒါကြောင့်မှလမ်းကြောင်းကရှင်းသွားပြီးတော့အမြင်တွေမှန်းလာမယ်တန်မြာကဆွဲလာတဲ့အဆွဲတွေကိုဖြုတ်နိုင်တယ်ဒီလိုသဘောကျ